ပယ်ခဲ့ရခြင်းမှာလက်သွဲခေါ်ပေးခဲ့တဲ့နေတို့ပေါ်ကျေးဇူးတည်တတ်မှုတွေကိုပြသခဲ့တဲ့ခန့်ကျော်မင်္ဂလာပါပရိသတ်ကြီးခန့်ကျော်အငယ်ကလေးကကလေးတယောက်ဆောင်ဆိုပေမဲ့လေလူကြီးတယောက်အနေနဲ့တရုတ်ဆောင်လှုပ်ချိန်မှာတော့အခက်အခဲတွေများခဲ့ပါတယ်နောက်ခံတိုင်ဝမ်ကလည်းမရှိသလိုဆင်းရဲတဲ့ခန့်ကျော်အတွက်တော့အနုပညာလောကကအတော်လေးတို့ဖို့ခက်နေပါတယ်မိဘတွေကလည်းနေမှာခက်ခဲနေကြကခန့်ကျော်ရန်ကုန်မှာတရုတ်ဆောင်ဖြစ်ဖို့ရုန်းကန်နေကြတာပါအားလုံးသိတဲ့အတိုင်းရွှေကြိုလေးဝင်ပြန်လာတော့အဖွားတော်မျက်မှော်ရဲ့မြည်ဆိုပြီးတော့နေရာမပေးခံရပါဘူးဒီလိုလမ်းပြမှုတွေနဲ့ခက်ခဲနေချိန်မှာတော့နေသူကခန့်ကျော်အတွက်လမ်းကြားတစ်ခုပေါက်ဖို့အခွင့်အရေးဖြစ်ခဲ့ရပါတယ်ခန့်ကျော်အားလုံးကပြစ်ပယ်ထားချိန်မှာနေသူကရှေးဆက်တို့တွေလည်းတခါတည်းမစုံစည်းတာဇလန်တွေမှာရံပန်းငယ်ဘွားတရုတ်ဆောင်မှုပြောပေးခဲ့တာပါနေသူလိုမင်းသားကြီးကပြောတာမို့ဒရိုက်တာတွေနဲ့ထုတ်လို့ရသမားတွေကလည်းခန့်ကျော်အကြောင်းပြချက်မရှိခေါ်တော့ပေးခဲ့ပါတယ်နေသူကလမ်းဖောက်ပေးလိုက်တာကိုခန့်ကျော်ကလည်းအိုက်တင်တွေတေချာကျင့်ကအကောင်းဆုံးတရုတ်ဆောင်ပြနိုင်ခဲ့ပါတယ်ဒါကြောင့်မို့လေခန့်ကျော်ကရံပယ်သေးစားလေးဖြစ်အောင်မြင်မှုရရှိခဲ့တာပါဒီလိုအောင်မြင်ရတဲ့ပုံမှာတော့ခန့်ကျော်နေသူရဲ့ကျေးဇူးဆိုပြီးတော့မှတ်ယူထားတာပါနေသူဘက်ကတော့ခန့်ကျော်ပေါ်မှာသူကျေးဇူးတွေရှိရလို့ဘယ်တော့မှမပြောခဲ့ဘူးပါဘူးသူခုလိုကုညီရေးဆိုတော့ကလည်းသူကိုယ်တိုင်လူရှိပြောခဲ့တာမဟုတ်ပါဘူးခန့်ကျော်ပေါ်မှာဘာမှမလိုချင်သလိုဘာမှလည်းမချုံနှောင်ထားပါဘူးဒါကြောင့်မို့ခန့်ကျော်နေနဲ့မသိတတ်ဘူးဆိုပြီးလေနေသူကအပြစ်ပြောမှမဟုတ်ပါဘူးဒါပေမဲ့ခန့်ကျော်ကနေသူရဲ့ကျေးဇူးတွေကိုအထူးတလဲသိတတ်ခဲ့ပါတယ်ခန့်ကျော်ကနေသူ့ပေါ်မှာရှိခဲ့တဲ့ကျေးဇူးတွေကိုဂါရပြုဖို့အတွက်တရင်ကျွတ်မတိုင်မီသွားကြောခဲ့တာဖြစ်ပါတယ်ဒီနေ့မှာခန့်ကျော်ကနေသူရဲ့အိမ်ကိုတော့ကြောဆရာပြည့်စုံရည်နဲ့သွားကြောခဲ့ပါတယ်နေသူအတွက်အင်ဂျင်နဲ့ရှေးမွေပတ်စံချင်နောက်ကြီးပါလောက်ကသွားကြောခဲ့တာပါအမျိုးမျိုးလီပြင်စင်ကသွားကြောခဲ့တဲ့ခန့်ကျော်ရဲ့စေတနာနဲ့ဂါရတရားတွေကိုပရိသတ်တွေကလည်းအထေးသားမြင်တွေ့နေရဖြစ်ပါတယ်ဒါကြောင့်မို့လူများကလည်းခန့်ကျော်တည်တတ်တဲ့လူငယ်လေးဖြစ်ချီးကျူးနေတာပါခန့်ကျော်နေသူကလည်းမဟုတ်ဖို့တသိမ့်နဲ့ပေးခဲ့ပါသေးတယ်ဒါအပြင်ခန့်ကျော်ကိုလိုအပ်တဲ့ဆုံးမစကားတွေလည်းပြောခဲ့ပါသေးတယ်ခန့်ကျော်ကလည်းနေသူရဲ့ဆုံးမစကားတွေကိုအားလုံးသိချာနားထောင်သွားမှာဖြစ်ပါတယ်နေသူလမ်းပြပေးလို့သူ့ရဲ့ပထမဆုံးမှတ်တိုင်လေးအောင်မြင်ခဲ့တာဆိုပြီးတော့ကျေးဇူးတင်နေကြတာပါအခုခေတ်လူငယ်တွေကကျေးဇူးတရားကိုတည်တတ်တာတွေရှားနေပြီမို့ခန့်ကျော်တဲ့ပရိသတ်တွေကလည်းသဘောကျနေကြပါတယ်ခန့်ကျော်ကိုဘသူမှလက်တွဲမခေါ်တဲ့ချိန်မှာနေသူကလက်တွဲခေါ်ခဲ့တာမို့ပို့ပြီးတော့ကျေးဇူးတင်ရမယ်မို့လေပရိသတ်တွေကပြန်ပြီးဆုံးမနေကြဖြစ်ပါတယ်ခန့်ကျော်ကနောက်ထပ်ဇလန်တွဲတွေနဲ့ရုပ်ရှင်စကားကြီးတွေတော့ကန့်လန့်ခံရမျိုးရှိသေးပါဘူးကြားထဲမှာတော့ပွဲတွေတောက်လျှောက်တက်နေရဖြစ်ပါတယ်ဒီနေ့မှလည်းစိတ်နှံတော်စိတ်ရွှေနာဆိုင်ရဲ့ပွဲကိုတက်ခဲ့တာဖြစ်ပြီးမင်းသမီးငယ်လေးတွေနဲ့တွဲဖက်ကပွဲတက်ခဲ့တာဖြစ်ပါတယ်ခန့်ကျော်အရင်ကတည်းကအများကြီးတိုးတက်လာသလိုအမာခံပရိသတ်တွေလည်းရှိလာခဲ့ပါပြီရှမ်ပိန်လိုကာရိုက်တာလေးတစ်ခုနဲ့ထပ်မြင်ချင်တာမို့တောင်းဆိုပေးနေကြသူတွေလည်းအများကြီးရှိပါတယ်ခန့်ကျော်ကရှားလာတဲ့ခွင့်ရတိုင်းကိုတောင်းချဖို့အတွက်သူကိုယ်တိုင်ရဲ့အရေးချင်းတွေကိုဖြည့်လို့နေပါတယ်နေတို့ဂါရရှိတာကကျေးဇူးတည်တတ်ခဲ့တဲ့ခန့်ကျော်ရဲ့စိတ်ထားလေးပေါ်အမြင်လေးကိုပြောပြခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်နဲ့ပဲရှင်းလာလိုက်ပါစေအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးရဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်းအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တရားစရံကိုလည်းအထူးကျေးဇူးတင်ကြောင်းပြောကြားလိုက်ပြပါစေရှင်